ကလေးကဖခင်ကကျွန်တော်တို့ကိုသူ့ရဲ့ရင်ထဲကထွက်လာတဲ့အတွက်ကြောင့်သူကျွန်တော်တို့ချစ်တယ်နော်ဖန်ဆင်းကလေးကဖခင်ရှင်ကျွန်တော်တို့ချစ်တယ်မကသေးဘူးနော်ကျွန်တော်တို့ဒီအဖြစ်ထဲမှာကြာဆင်းသွားကလေးကဖခင်ကကျွန်တော်တို့ကိုမစွန့်နိုင်ဘူးဘာလို့လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီကိုယ်စားအသေးခံခြင်းအားလုံးကျွန်တော်တို့သိအာဒံပြစ်မှားတယ်ကပ္ပဦးချမ်းခန်းကြီး3ပိုင်းငယ်21အာဒံအတွက်ဒိုးစိတ်တည်ပြီးမှတရေချွတ်ပြီးမှသူ့ကိုဝတ်ပေးတယ်ဟုတ်လားအာဒံရဲ့အဆက်ကိုဖုံးဖို့အတွက်ကိုယ်စားအသေးခံတဲ့တိရစ္ဆာန်ရှိရတယ်ကာယနာနဲ့အာဘေလကာယနာကအတိနာနဲ့ပူဇော်တယ်ကိုယ်စားအသေးခံတဲ့တော့တိရစ္ဆာန်မပါဘူးရစ်ကောင်မပါဘူးဒါပေမဲ့အာဘေလအတွက်ကျတော့တိုးကလေးအသက်ခံရအဲ့ဒီတိုးအသွေးသွင်းတဲ့အတွက်ကြောင့်ဘုရားကအာဘေလကိုဖြောင့်မတ်တယ်လို့ဟိဘရဲ7အဖိုက်ငယ်4မှာမှတ်တမ်းတင်ထားတယ်အာဘေလအပြစ်မရှိဘူးလို့ပြောတာမဟုတ်အပြစ်ရှိရဲ့ဓာတ်နဲ့ကိုယ်စားအသေးခံပေးတဲ့တိုးကလေးကြောင့်အာဘေလကဖြောင့်မတ်သွားတယ်မကသေးဘူးဣဇက်နော်ဣဇက်ကိုယ်စားကပ္ပဦးချမ်း20အဖိုက်ငယ်73မှာအာဗြဟံနောက်ကြည့်လိုက်တဲ့အခါမှာခြုံမှာဂျိုညိနေပြီးမှနော်ဣဇက်ကိုတတ်တော်မဲ့ချိုးချပြီးသွားပြီးဓာတ်နဲ့ထိုးဖို့ပဲဖြစ်တဲ့အချိန်မှာအနောက်မှာရှိတဲ့တိုးကလေးကိုယူပြီးသူ့ကိုယ်စားပူဇော်လို့နှုတ်ပတ်တော်ကြားတဲ့အချိန်ကျတော့တကယ်တော့ဣဇက်ကတည်ရမှာဒါပေမဲ့ဣဇက်ရဲ့ကိုယ်စားအဲ့ဒီတိုးကလေးကိုယူပြီးပူဇော်လိုက်တဲ့အခါဣဇက်လွတ်သွားတယ်တခါကျမ်းစာမှာကြည့်တဲ့အခါဣတေလလူမျိုးတွေပြစ်မှားတိုင်းပြစ်မှားတာမှာ day of atonement ဆိုတဲ့နေ့တစ်နေ့ဘုရားသတ်မှတ်ထားတယ်ဝိပုယ16အပြစ်ဖြေရနေ့ယောက်ျားမှလည်းများတစ်နေ့မှာ3ချိန်ဗိမာန်တော်လာကူလာရမယ်တဲ့ပြီးရင် day of atonement မလုပ်လို့မရအောင်ဘာလို့လဲဆိုတော့မပြစ်မှားတတ်တော်သူတယောက်မျှမရှိဘူးဖြစ်ခုနလည်းဆရာတော်ပြောတယ်နော်အပြစ်ရှိတဲ့သူတွေကဘာလို့ရမလဲဆိုတော့သူတို့ဗိမာန်တော်ကိုလာပြီးမှအဲ့ဒီမှာအဖြစ်ဖြေတဲ့အခါမှာတမန်ကျမ်းစာရဲ့ပေါ်ပြချက်ရအဘယ်သူညလက်ချီမပေါ်မလာရဘုရားကျောင်းလာနော်ခုဘုရားကျောင်းတော်ဆိုလိုတာမဟုတ်ပေါ့ဘုရားတတ်မှတ်တဲ့ဗိမာန်တော်လာတဲ့အခါမှာနွားစိတ်တိုးခိုချိုးတကောင်ကောင်တတ်နိုင်တဲ့အတိုင်းပါလာရနွားနဲ့စိတ်ကချမ်းသာတဲ့သူတွေအတွက်တိုးကလူလက်တန်းစားတွေအတွက်ခိုနဲ့ဂျိုးကစင်ရဲသားတွေအတွက်နွားမဝယ်နိုင်ဘူးဆိုရင်ခိုနဲ့ဂျိုးလေးတော့ဝယ်နိုင်တယ်အဲ့ဒါလေးတော့ယူလာပေးဘာလို့လဲဆိုတော့အဲ့တဲတော်မှာရစ်ပလိုစီအပ်ပြီးမှဗိမာန်တော်မှာအဲ့တရိစ္ဆာန်ကိုတတ်ပြီးမီးရှို့ခြင်းအဖြစ်သူတို့အဖြစ်အတော်မှန်လို့အဲ့ဒါအဖြစ်ဖြေပေးရဆိုတော့ဘုရားအမြဲတမ်းခေတ်ကာလအဆက်မှာသူချစ်တဲ့လူတွေအတွက်ကိုယ်စားအသေးခံပေးခိုင်းတာကျွန်တော်အားလုံးအတွက်ကိုယ်စားအသေးခံပေးတဲ့တိုးတငယ်ကယေရှုဒါကျွန်တော်အားလုံးသိတကယ်ယေရှုကအပြစ်ရှိလို့တည်တာမဟုတ်ဘဲနဲ့အပြစ်မရှိတဲ့ယေရှုကကျွန်တော်တို့အတွက်လောကတိုင်မှာအသေးခံခြင်းအသွေးသွင်းခြင်းအဖြစ်ကျွန်တော်အဖြစ်ကိုခြာဝရခွင့်လို့အဲ့ဒါဘုရားရဲ့မေတ္တာအစစ်ပဲနော်ဘုရားရဲ့မေတ္တာအစစ်ဟဲ့လားဒါကြောင့်တိတု3မှာပြောလဲဟဲ့လားဖြောင့်မတ်တော်သူတွေအသေးခံဝင်သူရှိကောင်းရှိလိမ့်မယ်မှန်စီတော့တဲ့သူရဲ့ကောင်းတွေအတွက်ရှင်ဘုရင်တွေအတွက်နော်သူတို့တက်ကကွယ်ပြီးအသက်ဆုံးတဲ့သူရှိကောင်းရှိမယ်တဲ့အပြစ်ရှိတဲ့သူအတွက်အသေးခံတယ်ဆိုတာမကြားဘူးပါဘူးတဲ့တို့တော်လည်းငါတို့ဒီအပြစ်ရှိစင်ပင်ခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်ဖြစ်ဘုရားသခင်ကငါတို့အားအဘယ်မျှလောက်ချစ်တော်မူသည်ကိုထင်ရှားစွာပြတော်မူ၏ကျွန်တော်အတန်ကြားတဲ့ညီကောင်မမိသားစုအားလုံးတင်တို့အဖြစ်အတွက်ယေရှုအသေးခံတဲ့အတွက်ကြောင့်ယေရှုခရစ်တော်ဘုရားကတင်တဲ့ကျွန်ုပ်ကိုအမှန်တကယ်ချစ်တဲ့ဘုရားဖြစ်တယ်ဆိုတာဒီ message ကိုကြားပြောခြင်းအမှန်တကယ်ကျွန်တော်ချစ်ကျွန်တော်ကမှုတော်ဆောင်နှစ်30ကျော်ပြီကျွန်တော်ဘုရားအတွက်အချိန်ရင်းလုပ်နေလိုက်တာပြီးတော့ကျွန်တော်တစ်ချိန်လုံးချမ်းသာတယ်ကျွန်တော်ဘုရားမြတ်တာကိုတိလာလေးလေးတအားဘုရားကိုချစ်နေလေပဲတလောက်ကောင်းတဲ့ဘုရားဘယ်မှာရှိမလဲနော်ဘယ်မှာရှိမလဲနော်ကျွန်တော်အပြစ်ရှိတဲ့ဒီကဘာကြီးကိုကြွလာပြီးမှကျွန်တော်တို့အသေးခံပြီးတော့မကဘူးနော်ဟိုလေဒီရွာအိမ်သားအနဲ့ကြီးမှာဟလားကလေးကရွာအိမ်သားအနဲ့တော့သုံးနှချောင်းပဲကျန်တော့တယ်ခြာကြိုက်တယ်နော်အောက်မြင်အကုန်မြင်အဲ့ဒါကိုသူ့သမီးကိုသွားတင်လာတာမဟုတ်လားကျွန်တော်ကြားဘူးပါတယ်သူ့သမီးသွားတင်လာတာအမေအိမ်နဲ့ခဏကိုငင်းနေတော့ဆိုပြန်ထွက်လာတော့သမီးမရှိတော့အောက်မှာတွားကြည့်တော့ငါသမီးရောလို့တွားကြည့်လိုက်တော့ဟိုမှာခေါင်းမြုပ်တော့ကလေးကငယ်လေးဟာလားအဲ့မှာတခါလေးမြုပ်နေတဲ့အချိန်မှာနော်သူ့အမေကအော်တာဟာလားအမလေးကသမီးကိုကဲပါဦးဆိုဘေးနာလူတွေပြေးလာပြီးမှတခါလေးကဲဖို့လုပ်ကြတချို့ကချိုးတွေနဲ့ပြစ်ချတချို့ကဒုတ်တွေနဲ့ဆွဲဟာလားအပြီးတော့ယွန်းအလားဘယ်လိုလုပ်ရင်ကောင်းမလဲဟာလားအော်မငိုရလူကငိုသူအဖြစ်တင်တယ်မင်းကလေးပဲမွေးတတ်တာမင်းတို့ကမထိန်တတ်ဘူးဘာညာနော်ဒီမှာကလေးကတေတော့မယ်လာပြီးမှဆူနေတဲ့သူဆူနောက်ဆုံးကြတော့သူအဖေရင်းနာပြန်လာပြန်လုံရင်းနဲ့ပြန်လာတော့
ငါ့အိမ်မှာဘာဖြစ်လာလဲလို့ပြီးတော့မိန်းကလေးအိမ်လာလဲကြားတာနဲ့ပြန်တော့ကပြန်လာတဲ့နော်ပစ္စည်းလက်နဲ့တစားလေးတန်လက်တွေပေါက်ပြားတွေပေါ်ပြားတွေပြချခင်းကြိုက်တွေခဏပြချပြီးမှအစိုးချုပ်ပြီးမှဘောင်းမီတူနဲ့အိမ်လာတဲ့ဆင်းသွားဆင်းပြီးမှသူ့တမီးကိုမစင်တဲ့ကနိုင်ပြီးမှပြန်တက်လာဒီကျုပ်ကနေမှဆေးလိုက်အဲ့ဒါပဲအဖေအရင်မဟုတ်တဲ့သူကဘယ်တော့မှမစင်လာဘူးယွန်းနဲ့အန်နဲ့အဖြစ်တင်တယ်ဝါနဲ့ထိုးတယ်ချိုးနဲ့ဖြစ်အဖေအရင်ကတော့ဘသူကမှပြစ်မတင်ဘူးဒါကကလေးဆိုတော့မစင်ကိုယွန်းပေမဲ့မစင်တဲ့အရေးကြီးတဲ့တမီးကိုတန်ဖိုးထားတဲ့ကြောင့်ကျင်းတဲ့ဆင်သွားပြီးမှဆွဲထုတ်သွားတယ်ယေရှုခရစ်တော်ဘုရားကကောင်းကင်ဘုံနဲ့ရှိတော်မူတော့ကျွန်တော်ရဲ့အဘထာဝရဘုရားကကျွန်တော်ရဲ့အဘအရင်ဖြစ်ဒါလောက်ညင်ညူးတဲ့ကမ္ဘာလောကကြီးမှာသူကိုယ်တိုင်ဆင်းလာပြီးမှကဲတင်တဲ့ဘုရားဆိုတာသူတပါးတည်းပဲရှိဘုရားဘုန်းကြီးပါစေအာမင်ပြန်ကြည့်ပါညီကောင်မလားဘယ်ဘုရားမှမကြားဘူးကျန်တဲ့ဘုရားကဘာပဲထိုးတာကျိုးပဲဖြစ်ပေးတာဒီလိုကျင့်နိုင်ရမယ်မကျင့်နိုင်တော့ယေရှုကအဲ့လိုမပြောမကျင့်နိုင်တဲ့မင်းကိုငါကဲအာမင်မကျင့်နိုင်တဲ့မင်းကိုငါချစ်နော်လူကိုဆွဲတတ်တဲ့ကျိုးကမေတ္တာကျိုးအဲ့တော့ကျွန်တော်ဒီအဖြစ်ပြလေးပြောပြီးမှအဆုံးသတ်ကျွန်တော်ကျမ်းစာဖတ်တိုင်းမှာအရာအံ့ဩတဲ့အကြောင်းအရာ၄-၅ချက်ရှိအဲ့ဒီထဲမှာကျွန်တော်အံ့ဩဆုံးအကြောင်းအရာကဟောရှေနဂတိကျမ်းဟောရှေနဂတိကျမ်းစဖတ်တိုင်းမှာကျွန်တော်လေးရည်လဲရည်ချင်တယ်အဲ့လည်းအံ့ဩတယ်ဘာလို့ပြောဆိုတော့ prophet ဟောရှေကဘုရားကအရာအသုံးပြုတဲ့ဟောရှေတွေနော်ဒါပေမဲ့ဘာလို့ရည်ချင်တာလဲဆရာကြီးလို့ပြောရင်ဟောရှေယူတဲ့မိန်းမကိုကြည့်ပြီးရည်ချင်တာဟောရှေယူတဲ့မိန်းမအကြောင်းဖတ်ကြည့်ဒီပလေရဲ့သမီးပြည်ကစားမကိုမာတဲ့နာမည်လည်းမလာဘူးကိုနင်းပန်းတို့ဘာတို့ရိုးစ်တို့ဘာတို့လေဒီယာတို့ဆိုထားလိုက်အောင်ကိုမာတဲ့ကိုပြားလို့လည်းပါလို့နော်ကိုမာပြီးတော့လှုပ်တဲ့အလုပ်ကလည်းပြည်ကစားနော်အဲ့တော့ဘုရားခင်အပိုင်ငယ်တစ်ကနေဖတ်ကြည့်ဟောရှေခန်းကြီးတဲ့အပိုင်ငယ်တစ်ကနေဖတ်သွားကြည့်သုံးတိဖတ်သွားကြည့်သိစိတ်ဝင်စားတယ်ထာဝရဘုရားနှုတ်ကပတ်တော်ဒီဟောရှေတို့ရောက်လာဒီကားတဲ့တင်ဒီချ၍ဒီပလေရဲ့သမီးပြည်ကစားမကိုမာကိုလက်ထပ်ရမယ်ကျွန်တော်အဲ့တော့ရည်ချင်တာပြီးပါလားဣဇက်တို့ရဘက်ခအလွန်အစင်းလာတော့သူတို့သမီးတဲ့အမလေးအဲ့လိုမိမရတာဘယ်တော့ပြောမလဲနော်ဣဇက်သွားတော့မရှာဘူးအဗရာရဲ့ကျွန်တော်ရှာလာတာတွေ့တာနဲ့မြင်ချင်းဖြစ်သွားတယ်ဘာလို့ဆိုအယံလာတာဟုတ်နော်ဟိုမှာယာကုပ်တို့ရတဲ့မိမယာခေလာ natural ပုံပြင်းချင်းအသွေးအစင်းလာတယ်တကယ် natural beauty တကယ်လာတာပုံပြင်းချင်းအသွေးစိတ်ကလည်းဘာနေလိမ့်ဆရာမလို့နေပြီးသားပဲနော်တော့ဒီနဲ့တော့ကလိုပဲရှိမှာပဲအယံချတဲ့အယံချိုးတဲ့မိန်းမတွေရခဲ့တာလေအလုံးအစင်းလာတော့ချမ်းသာယောဘရဲ့သမီးကကဘာမှာလာဆုံးတယ်အခုကဒီလောက်လာတဲ့မိန်းမများတဲ့အဲမှာပေးစားပါလားဖရားသားဒီလောက်ဖရားသုံးနေတဲ့အမှုတော်ဆောင်နာမည်ဒီလောက်ကြီးတာအသက်တာတန့်ရှင်းတာဒုစရိုက်မပြုနော်ဒီလိုဖြူစင်တဲ့လူဆိုတာရှာမရှာဒီလောက်အသက်တာကောင်းနာမည်ကကြီးဖရားကသုံးရုပ်ကချောအိမ်တော်ကမကြသေးခန့်ချောကြီးလူပြိုကြီးဟောရှေပေးစားပါလားအလွန်အစင်းလာတော့ဖရားပေးမှပေးတဲ့ဒီပလင်ရဲ့သမီးပြည်သာမဂေါမာကိုယူတော့တဲ့အရင်ကအမှုတော်ဆောင်တွေကတအားနားထောင်တယ်သလားကျွန်တော်လေးအဲ့မှုတော်ဆောင်တွေကိုဖတ်ရင်နဲ့နားထောင်တော့ကိုတော့ရှက်ကျွန်တော်ကဘုရားစကားနားထောင်တယ်ဆိုတော့တိတ်တော့မဟုတ်ဘူးတော့အဲ့တော့သူတို့နားထောင်တာတကယ်နားထောင်တာဥမာဟေရှာယဖတ်ကြည့်ဟေရှာယတဲ့အခန်းကြီး20ဖတ်ကြည့်မင်းနဲ့အပေါ်ဘန်းဝတ်တဲ့အောက်မှာဘာမှမဝင်နေတဲ့မြို့ထဲကိုသွားလာလို့ဟာဘုရားခိုင်းတာလေနော်ဘုရားလေအဲ့ဒါချမ်းသာဖတ်ကြည့်မှုတော်ဆောင်တဲ့အပေါ်ပဲဝေးတဲ့အောက်မှာဘာမှမဝင်နေတဲ့တွာလာတဲ့နေတော့တဲ့အဲ့တိုင်းပဲမင်းအဆက်ကွဲတယ်လို့ငါဒီလိုအဆက်ကွဲမှဆိုတာမင်းကပုံသက်တယ်လို့ရမယ်တဲ့ဟေရှာဒီ3နှစ်ပတ်လုံးမြို့ထဲမှာတွာလာ၏တဲ့ဟာကျွန်တော်ကအဲ့လိုခိုင်းတာကိုတော့ခုပဲခေါ်လိုက်တော့နော်ခုပဲတော့နားလိုက်တဲ့သူကျွန်တော်ပြန်တော့မလားနော်မဖြစ်နိုင်ဘူးသူတို့နားထောင်တယ်သူတို့မှအမှုတော်ဆောင်အစ်စ်မင်းနဲ့ညာဘက်နာဆောင်မှာရက်ပေါင်း40ဒီဘက်ကိုရက်ပေါင်း390အဲ့ဒါနော်သူတို့ဘုရားပြောရင်ပြောတဲ့နားလဲမလဲနားထောင်တာမောရှိကိုဘုရားပိတ်လေးကိုဒုံနဲ့ရိုက်လိုက်သွားတယ်အားကျွန်တော်ဆိုရိုက်မှာမဟုတ်ဘူးဘာလို့ဆိုနားမလဲဘူးလေဘယ်လိုဖြစ်နိုင်မှာလဲနော်ဒါပေမဲ့သူတို့နားမလဲယူပါပေးတင်ချန်ပေးကဘာနဲ့ပဲတွတ်အိပ်ပါပညာနဲ့ပဲတွတ်ဒီဟာကြီးကပင်လေကြီးကဒီဒုံနဲ့မကွဲနိုင်ဘူးဒါပေမဲ့မောရှိရိုက်သူတို့နားထောင်တယ်နော်အဲ့လိုပဲကြည့်လိုက်ဟောရှိလဲပြည်သူစာမသွားယူလို့ပြောတော့သွားတယ်ဗျာကျွန်တော်ခုခေတ်နဲ့စဉ်းစားကြည့်တယ်နော်ကိုတင်လို့ဆရာလူတွေကအိမ်အောင်ကြတော့မယ်ဆိုတော့တင်းထောက်တွေဝမ်းတာမှာပေါ့ဒီခေတ်နဲ့ကျွန်တော်တွေးကြည့်တာပါကျွန်တော်ဟာတာစဉ်းစားကြည့်တာတင်းထောက်တွေကိုသူပြောမယ်ငါမိမရေတော့မယ်တဲ့ဟာဟုတ်လားဆရာတွေ့ထားပြီလားတွေ့တော့မတွေ့ထားဘူးဘုရားပြလိုက်တော့တာလေဟာဝမ်းတာတယ်ဘုရားတကယ်ယူခိုင်းတယ်ဆိုတော့တင်းထောက်တွေအားလုံးသဘောတူတယ်ယူဆရာတင်းဟုတ်ဆရာဆိုတာမိမပေးစားမှာဘောကဲတော့တောင်းမယ်လိုက်ခဲလမ်းရောက်တော့ပြောလိုက်တယ်ဘာတူလဲဆရာပြည်သူစာမ
ဟာတဲ့တကယ်သွားတောင်းတာနော်ဒါကြောင့်ခေါင်းမာကိုသွားတွေ့တော့ဗာပြောလိုက်တာဟောရှင်မင်းငါ့ကိုလက်ထပ်ရမယ်တဲ့ယုံမှမဟုတ်ဘူးအဲ့ဒီကောင်မယုံမှမဟုတ်ဘူးကျွန်တော်စဉ်းစားတယ်ဒီလိုစဉ်းစားမှာပါဟောရှင်နာမည်ရှိထားတဲ့ဆရာဆိုတော့တော့သူသွားမှာပဲနော်ပြည်တစားမဆိုတော့ဘယ်မှာနေမလဲပြည်တစားတမ်းမှာရှိမှာပေါ့သူညာနဲ့သူနေတာလေနော်အဲ့တော့သူသွားကြည့်မယ်သားဟိုဟောရှင်အခန်းခန်းရွှေချောကြီးလားအဲ့ထဲဝင်သွားရင်တော့ကောင်တာကလူကတော့ကြည့်ပြီးမှဟိုမှာဖောက်တယ်တက်လာနေတယ်ပေါ့လားနော်မလွတ်စင်နဲ့ပေါ့လားဘာလို့အကိစ္စရှိတဲ့ရှင်ဗာများသုံးဆောင်မလဲရှင်မဟုတ်ဘယ်လိုစီမှာခေါ်မှာဆိုတဲ့မျိုးသမီးရှိတာအော်ရှိတာပေါ့အဲ့လေပြုစုတာတော်မှတော်ပေါ့နော်ဟုတ်လားသူစီပဲလူတွေလာနေကြတာပဲပေါ့လေနော်အဲ့ဒါတွေ့ချင်လို့တွေ့လေတွေ့ရောမင်းမှာပေါ့သူမင်းဟောရှင်ကိုသိလားရှင်ဘယ်လိုလဲ prophet ဟောရှင်လေသိတာပေါ့နာမည်ကြီးလေအမလေးကျမတို့နိုင်ငံမှာဓာမျိုးကစဘေးရှေးပါမျိုးဒီဘက်ကဂျော်ဒန်မြို့ဒီဘက်နေတဲ့ပင်လဲဂျားမှာရှိတဲ့ဒေသတစ်ခုလုံးမသိတာမရှိဘူးသိတာပေါ့သူ့ကိုတွေ့ဘူးလားဘယ်မတွေ့တော့မတွေ့ဘူးလေဘုရားရန်သုံးတာအမလေးတကယ်တော်လားချောလဲပြောတယ်ပြီးတော့ကြားလိုက်သေးတယ်လူမျိုးကြီးဆိုပဲအဲ့ဒါငါပဲရှင်ကျမစီပါလို့လားရှင်လားမနေမဟုတ်ဘူးလားတခုပဲသူပြောမှာထောင်မင်းငါ့ကိုယူရမယ်ပူအောင်မရှင်မင်းကကိုယူရမယ်အဲ့ဒီမှာယုံမှာမဟုတ်ဘူးလိမ့်နေတဲ့နဲ့မဟုတ်ဘူးထာဝရဘုရားမိန့်တော်မူဒီက prophet ဆိုတာမှုတော်ဆောင်ဆိုတာဘုရားပြောတဲ့အတိုင်းနားထောင်မင်းကကိုယူရမယ်အဲ့ဒီမိန်းမနှခါစဉ်းစားစရာဘယ်လိုမလဲကြာပြဝင်နေစရာမလိုပါဘူးစဉ်းစားနေစရာ၃ရက်တည်းအချိန်ပေးစရာမလိုပါဘူးချက်ချင်းနဲ့အဲ့ဒီမိန်းမကပြည်တစားတာလောက်တာကလေးညာရှိသေးတယ်နော်ချမ်းသာပါကြည့်သူ့မှာသားသမီးနဲ့ကွာတိမ့်ပိုက်တော့တယ်အပြိုဟောဗလဲ single မဟုတ်ဘူးသူ့မှာအတွဲတွေရှိသေးတယ်ယထာတွေပန်သေးတာအဲ့တော့အဲ့မိမကျွန်တော်စဉ်းစားတယ်ဒါတခါလေဝမ်းသာအာရနဲ့ထောင်ရဖျားပြောရဲဆိုတော့လိုက်မယ်အမလေးစိတ်ချနတ်မအောင်စားဖို့မနေကြိုးစားနေရတာဒီလိုချမ်းသာတဲ့သူတယောက်ရရင်တော့โอเคပဲကဲသားတဲ့သမီးတွေလာကြသွားမယ်လိုက်သွားတယ်နော်ပါသွားတာဘာဖြစ်လို့အဲ့လိုကြီးလောက်တာလဲလို့ကျွန်တော်အဲ့ဒါကိုကြည့်ပြီးရေးချင်တာဒါပေမဲ့အောက်နားမှာဖတ်လိုက်တော့တအားဖျားမြတ်တာကိုသွားတွေ့တနေ့တော့အခါမှာတဲ့တပါးမျိုးသားတွေကိတ္တစာလိုညစ်ညူးတဲ့အပြစ်များပါတယ်ဆိုတဲ့သူတွေကိုငါသားတော်ယေရှုကချစ်စရာမကောင်းတဲ့တို့သမီးဖြစ်တဲ့တင်တို့ကိုအချစ်လို့လာခေါ်လိုက်မယ်တဲ့ဘုရားဘုန်းကြီးပါစေအာမင်တင်ကိုပြောနေတာကျွန်တော်ပြောနေတာကိတ္တစာကဲ့သို့တွေ့သမျှနဲ့ပေါင်းတဲ့ဒုစရိုက်နဲ့ပြည့်တဲ့ကျွန်တော်တို့ကိုဘုရားရဲ့သားတော်လူမျိုးတော်တန်ရှင်းဖြောင့်မတ်တဲ့ဘုရားသားတော်ယေရှုကအချစ်လို့ကျွန်တော်တို့ခေါ်တယ်ဒါကြောင့်တင်ကိုချစ်တဲ့သူကယေရှုပဲဒါကြောင့်ယောမဝါစာခန်းကြီးကိုပိုင်းတယ်ဆိုင်မှာဟောရှိရဲ့အနာဂတ်ကျမ်းစာနဲ့လာဒီကာတဲ့မချစ်တော့တို့သမီးကိုအချစ်ဟူ၍ငါခေါ်မယ်ငါဤလူမဟုတ်တော့သူတို့ကိုငါဤလူကိုရငါခေါ်ဖယားသားသမီးမဟုတ်ဘူးလို့ပြောတဲ့သူတွေကိုညာဆိုတော့ဖယားရဲ့သားသမီးချစ်စေဒီကာလကိုရည်ညွှန်း၍အဲ့ဒီဥပမာပေးတာတဲ့ကျွန်တော်အဲ့ဒီကျမ်းစာဖတ်ပြီးတော့ကျွန်တော်နေကြပထမတော့ရည်နောက်ပိုင်းတော့ကျွန်တော်နေကြငါတို့ပြောတာဟုတ်နော်ကျွန်တော်ကိုချစ်တာကယေရှု။ဘာဖြစ်လို့လဲလား။မကောင်းမှန်းသိရတာနဲ့ချစ်တယ်။အဲ့တော့ကျွန်တော်ဒီနေ့ပြောမယ်။သင်ဘယ်လိုအခြေအနေပဲဖြစ်ဘယ်လိုအဖြစ်များပါစေ။ကောင်းကင်ဘုရားအရှင်ထာဝရဘုရားကသားတော်ယေရှုအပြင်သင်ကိုထာဝရမေတ္တာနဲ့ချစ်တယ်လို့ဒီနေ့ကျွန်တော်တော်နာတဲ့ရဲ့အောက်မေ့ပွဲအဲ့ပါလေဒီဇာဗနာအစီအစဉ်မှာကျွန်တော်ကောင်းတဲ့ good news ကိုကျွန်တော်ပေးချင်တယ်။အဲ့ဒီမေတ္တာကိုနားလည်ပြီးမှစိတ်နှလုံးထဲကယုံကြည်ရင်သင်ဟာထာဝရတရား။အာမင်။သင်ဟာနေရသွားဆရာကြီးကောင်းကင်နိုင်ငံမှာတင်းနဲ့ကျွန်တော်ဟာတအိသားပဲဖြစ်တယ်။ဒါကြောင့်ချမ်းသာပြောတယ်တင်းတို့ဒီကျွန်းနိုင်ငံနာမို့ဧည့်သည်အကံပြုမို့ဖရာသခင်ရဲ့အိမ်တော်သားဖြစ်တယ်။တင်ပါတင်းတော်လည်းတင်ပါလူမျိုးလည်းတင်ပါအစင်တန်းလည်းမလို့ကောင်းကင်မှာတင်းနဲ့ကျွန်တော်ဟာတအိသေးပဲနေရ။ထာဝရအတဲ့နဲ့ထာဝရပြော။ဘာဖြစ်လို့လဲဆရာတို့ပြောရင်တတော့မကောင်းတဲ့ကျွန်တော်တို့ကိုချစ်တဲ့ဖရာရဲ့မြတ်တာကိုတင်လက်ခံလို့ဖြစ်တယ်။အဲ့ဒီချက်ဒုတိယတစ်ခုရည်ဆရာကောင်းတာဒါကတော့ကျွန်တော်ရိပ်ပြီးပါနော်ဒီရှောလမုန်တခြင်းကိုဖိုင်ပူရည်ခြင်းရှောလမုန်ကကဘာပေါ်မှာမင်းသမီးတစ်ထောင်ယူတယ်တာမန်မိမမယူမင်းသမီးတွေချာလာပါပြီဆိုတဲ့မိမတစ်ထောင်ယူဒါနဲ့သူတစ်ထောင်တော့မပေါင်းနိုင်ပါဘူးဘယ်ရင်ဆိုတာအလုပ်ရတယ်မဟုတ်လားတနေ့မှာ365ရက်ရှိရက်ပေါင်း300တညမှာတယောက်ပဲသူ့လာပြုစုခိုင်းအောင်သူ့မိမ3နှစ်မှတစ်ခါပဲသူ့ယောက်ျားကိုတွေ့ရတစ်ထောင်လေနောက်တစ်ခါကြည့်လေအဲ့တော့ရှောလမုန်3ခါခေါ်အိုးဝေးလူနော်3နှစ်ဆိုတော့10နှစ်မှတစ်ခါဆိုတော့ဒါသူနာမည်မဲ့ယူတာတကယ်ယူတာမဟုတ်ဒါစဉ်းစားတာပေါ့ဒါတော့မပြောတတ်ဘူးလေနော်
အဲ့လောက်ချစ်စရာကောင်းတဲ့လှပါပြီဆိုတဲ့မိန်းမတွေကိုယူထားတဲ့ရှောလမုန်ကတဲ့တိုင်းစကန်လဲ့နေရင်းနဲ့ဟုတ်လားဥယျာဉ်ချံတစ်ခုကိုဖြတ်သွားရင်းနဲ့လှည့်ကြည့်လိုက်တဲ့အခါတအားမဲတူးပြီးမှအရင်ရုပ်ဆိုးတယ်လို့ကျွန်တော်ထင်တဲ့အာဖရိကမိန်းမဒါကြောင့်ရှောလမုန်ချင်းမှပြောတယ်လေငါ့ကိုမကြည့်ကြနဲ့ယေရုရှလင်တို့သမီးတို့တဲ့ငါဒီတဲ့ကေထတဲကဲ့သို့မဲတော့အစင်ရှိတယ်အဲ့ဒီမိန်းမအဲ့ဒါအာဖရိကမိန်းမဆိုတော့သူကဟိုရင်သားတွေတအားကြီးတယ်နော်ဟိုတွေ့လို့မှာပါဟိုနော်ဟိုအာဖရိကကာဆက်ကပါတင်နေအကြီးပဲနော်ခါရလာတို့ကလာလားတော့မှအတားလည်းမဲပြီးသူတို့စပင်ကလိုင်းတော့ကြည့်ပြီးတော့သူတို့ဆွဲထားတဲ့ဟာနဲ့အစိမ်းနဲ့အဝါတွေအနေနဲ့အဲ့လိုတွဲပြီးစီးဆွဲတာကြီးမဲတူမဲလုံးလို့သူတို့ကသွားတိုက်စိတ်ချော်နိုင်သွားအားဖြူလို့တော်အလုပ်ဖြစ်တယ်ဟာလားအဲ့လိုမဲတဲ့မိန်းမကိုတွေ့တာလေစမ်းစာဖတ်ကြည့်စိတ်ဝင်စားစားအိမ်ရောက်ကြရင်ရှောလမုန်တခြင်းကိုသုံးချင်းဖတ်ကြည့်ရှောလမုန်တွားရင်းနဲ့မျက်စိတစ်ချက်ပဲကြည့်တယ်တဲ့အဲ့ဒီမိန်းမကိုချစ်သွားတယ်နော်ကျွန်တော်အော်လာလေဒါတော့ချစ်စရာမကောင်းတဲ့မိန်းမကိုတစ်ချက်ပဲကြည့်တယ်ကျွန်တော်ထင်တာအဲ့လုံးကလည်းအမျိုးတော်လားမသိဘူးနော်အဲ့လုံးကမင်းရဲ့အချင်းမြတ်ဝုန်းဆိုလေတခါပဲစုံတာမိပွင့်သွားတယ်ဆိုလေရှောလမုန်အဲ့ဒါအော်ဟိုကမိန်းမလည်းဘယင်ဆိုတော့လဲလာတယ်ဆိုတော့စပြစ်တိခွေးနဲ့လက်ကြည့်တာရှောလမုန်ကလည်းနေရထားပေါ်နဲ့လက်ကြည့်တာအထီးချင်းစုံပြီးမှအလဲမှာကျဲလေးပွင့်သွားတယ်တပီတော့ရောရှောလမုန်အလုပ်ပြီးတာနဲ့အဲ့မိန်းမကိုလိုက်ရှာတယ်ဖတ်ကြည့်လိုက်ရှာတယ်တဲ့အဲ့ဒီမိန်းမရဲ့ကျွန်တော်ရေးချင်တာလေအဲ့မိန်းမသွားအထထရှောလမုန်ဘာပြောလဲအဲ့မိန်းမရဲ့သွားကတဲ့အလွန်လာပြီးငါနမတဲ့နော်ဟေဒမုန်တောင်ကနေဆင်းလာတဲ့စိတ်ဆုလိုပဲအမွာလာဖွာတိုက်တယ်နော်စိတ်ကတယောက်တစ်ကောင်ထပ်ပြီးဆင်းလာတယ်လို့တိုးတယ်အထပ်ပြီးဆင်းလာတယ်လို့သူ့သွားအထပ်တဲ့ဟာကိုတော့ရုပ်ဆိုတာကိုလာလေတယ်နော်အော်ရနော်စပင်ကလည်းဟေဒမုန်တောင်ကနေကြားတဲ့နင်းလို့ကျွန်တော်စဉ်းစားတယ်ဘာဖြစ်လို့ချစ်တာလဲအဲ့ဒါတွေဖိုင်ရင်နဲ့ရှောလမုန်တခြင်းရဲ့နောက်ဆုံးမှာဆယ်ယူတတ်တယ်ရေးတဲ့အဆုံးမှာပဲအသင်းတော်နဲ့ခရစ်တော်ရဲ့မေတ္တာကိုရည်ညွှန်းပြီးရေးထားတဲ့ကျမ်းစာချက်ချင်းသဘောပေါက်သွားတယ်။အော်ချစ်စရာမကောင်းတဲ့သူဖျားချစ်လိုက်မယ်လို့ရှောလမုန်နဲ့တက်တည်ပြ။ကျွန်တော်ထပ်ပြောချစ်စရာမကောင်းတဲ့တဲ့တခါတလေတင့်ကိုတင်တော့မချစ်ဘူး။ကိုတော့တအားမုန်းတယ်။ဟုတ်လား။ကောင်းမဆုပ်ဆိုကိုကြည့်စေ။နော်ဟုတ်တယ်လေအချို့ကိုအကြောင်းကိုထားပြီးစဉ်းစားကြည့်ဟိုနိုင်အောင်မြန်ကြော်ရတယ်။မစစ်ကိုအကြောင်းကိုတော့ကိုမတွေးချင်။ဒါပေမဲ့ကျွန်တော်ပြောမယ်တင့်ကိုတင်တော့မချစ်နိုင်ပေမဲ့ဘုရားသခင်ကျွန်တော်တို့ချစ်တယ်ချစ်တဲ့အတွက်ကြောင့်တင်းအဖြစ်ကိုလွတ်တယ်လွတ်တာမကပဲနဲ့ကောင်းကင်မှာပူခြင်းနာခြင်းမရှိတဲ့ထာဝရအသက်နဲ့ကောင်းကင်နိုင်ငံမှာတင့်အတွက်ပြင်ထားတယ်မကတည်းဘူးဘုရားကပြောတယ်အဲ့မှာသွားပြင်ဆင်ပြီးရင်ပြန်လာပြီးမှမင်းရှိတဲ့နေရာမှာငါသိမ်းဆဲမယ်အဲ့တော့ကျွန်တော်တို့အားလုံးရဲ့နေရာကကောင်းကင်နိုင်ငံမှာဖြစ်နော်ဒေါ်နာရဲ့နေရာကကောင်းကင်နိုင်ငံဖြစ်တယ်လို့ကျွန်တော်အားလုံးရဲ့နေရာကတခွန်းလေးပြောပေးကြည့်ပါအားလုံးဝန်ခံကြည့်ပါဘယ်မှာလဲကောင်းကင်နိုင်ငံငရဲမှာတော့ကောင်းကင်မှာထပ်မေးကြည့်မယ်စိတ်ချလားစိတ်ချပါအားလုံးပြောလေစိတ်ချလားစိတ်ချပါဒါပဲလေကျွန်တော်စိတ်ချမှုအပြည့်နဲ့တက်ရှိဘယ်သူမြတ်တာကြောင့်ကောင်းကင်နိုင်ငံ6လအသက်တောင်ပေးတဲ့ဘုရားကလောကမှာအသက်ရှင်နေခြင်းမှာကျွန်တော်အငတ်ထားပါမလားကျွန်တော်ပြစ်ထားပါမလားဘယ်တော့မှမပြစ်ထားဘူးကျွန်တော်ဆယ်ရက်ဆက်ဘယ်တော့မှမလဲဘယ်တော့မှပညာဥစ္စာမခိုးတခါမှလူတယောက်ရဲ့ပတ်စံ5ချက်သူများမြည်ကျွန်တော်မလူဘာလို့လဲပြောရင်ကျွန်တော်ကိုယ်ကိုယ်ရဲ့ဘုရားကျွန်တော်ပို့ရှောင်အောင်ပေးနိုင်တဲ့ဘုရားဆိုတာကျွန်တော်သိတယ်ပို့ရှောင်အောင်ပေးတာလည်းကျွန်တော်စားတယ်ပို့ရှောင်အောင်ပေးနေတယ်ဆိုတာလည်းခံစားရတယ်ပြီးတော့ကျွန်တော်ရဲ့ပြဿနာတွေအားလုံးကိုသူကဖြေရှင်းပေးတယ်ဆိုတာသိတယ်ဒါကြောင့်ဘုရားရဲ့မေတ္တာကလည်းကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ဒီနေ့ပြောချင်တယ်အဲ့ဒီမေတ္တာကိုလက်ခံတဲ့သူကထာဝရတရားအဲ့ဒီမေတ္တာကိုလက်ခံတဲ့သူကနေ့တိုင်းနော်ဒုက္ခဆင်းရဲခြင်းတွေကလွတ်မြောက်တယ်နေ့တိုင်းလုံခြုံတယ်တင်မင်းအရေးလွှမ်းမိုးတဲ့ကြိုက်ထဲမှာရှောက်သွားရတော့လေကြောက်စရာမလိုနေ့တိုင်းကြည်ကြည်တန်းတန်းနဲ့သွားလာခွင့်ရပါတယ်ဒါကြောင့်ဒေါ်နာလေးကိုပြန်ချစ်လို့ပြန်ခေါ်သွားတယ်ဒေါကာနဲ့ဒေါ်လေးနဲ့ဒေါကာနဲ့ဇာမီကန်နဲ့ကလေးတွေအားလုံးနဲ့အမျိုးတွေဒီမှာဒေါ်နာလေးရဲ့နော်ညီမကြံသေးတယ်အမလားအမနော်ပြီးတော့ဒီမှာပလဲတို့ရှယ်လီတို့တွေ့တယ်နော်ဂျန်နီချီနော်သူတို့ပြေးတာကျွန်တော်မိတ်ဆွေတွေအဲ့တော့ဒီနေ့အမျိုးတွေအားလုံးဟုတ်လားမောင်နှမတွေရှင်မျိုးတွေအားလုံးဘုရားသခင်ကသူ့ရဲ့မေတ္တာနဲ့ကျွန်တော်တို့ဆောင်ယူလိုက်မယ်လို့အားပေးတိုက်တွန်းရင်းနဲ့များစွာအချိန်မှပြောပြချင်ပါတယ်အရောက်တိုင်းမှာဘုရားခင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးတင်တယ်